လက်ရှိအချိန်မှာတော့အသေးလဲကွက်အလုံလဲထွက်လိုက်တဲ့ထုံကဘီသူကာထဲမှာဆေရောကိုပါနှစ်ထားပါတယ်။ရက်ပေါင်း20ကြာအပြီးမှထုံကစူးစမ်းမှုဝန်နေရဆဲဖြစ်ပေမဲ့ဆမ်မကသူတကယ်ချစ်ရတဲ့သူနဲ့လက်ထပ်သွားပါတယ်။ဆမ်မနဲ့တွေ့ပြီး488ရက်မြောက်နေ့မှာတော့သူနဲ့အတူသွားဘူးတဲ့သူ့အကြိုက်ဆုံး view နေရာမှာတယောက်တည်းသွားထိုင်နေပါတယ်။အဲ့ချိန်မှာပဲသူ့စီကိုဆမ်မရောက်လာပါတယ်။တစုံတယောက်ရဲ့ရည်စားမဖြစ်ချင်ဘူးဆိုတဲ့သူကအခုတော့တစုံတယောက်ရဲ့ဇနီးတော်ဖြစ်နေတာကိုထုံကအခုထိနားမလည်နိုင်ဖြစ်နေပါတယ်။ဆမ်မကထုံနဲ့ဘယ်တော့မှမသေးကြခဲ့တဲ့အရာတွေဟာအခုတယောက်နဲ့ကြမှာအကုန်သေးချသွားပါတယ်။ဒီတယောက်နဲ့တွေ့ပြီးထုံပြောခဲ့မှုတဲ့အချစ်ဆိုတာကိုနားလည်သွားတာဖြစ်ပါတယ်။အချစ်တို့ဖူးစာရှင်တို့နဲ့ပတ်သက်လို့ထုံပြောခဲ့သမျှအရာတွေအလုံးကအမှန်တွေပဲလို့ဆမ်မကလက်ခံနိုင်သွားပါတယ်။ထုံမခဲ့တဲ့တခုတည်းသောအရာကတော့ဆမ်မကိုသူ့ဖူးစာရှင်လို့ထင်ခဲ့တာဖြစ်ပါတယ်။သူ့ကိုမချစ်ခဲ့တဲ့ဆမ်မကိုအယံမျောလင်းမိခဲ့လို့ခံစားခဲ့ရတာတွေအတွက်ဆမ်မကထုံကိုအဆင်ပြေစေချင်ပါတယ်။ထုံကလည်းဆမ်မကိုလက်ကျန်အချိန်တွေမှာအဆင်ပြေပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နေ့ရက်တွေကုန်လွန်ပြီးရက်90မြောက်မှာတော့ထုံကဘီသူကပညာရှင်အဖြစ်အလုပ်သွားလျှောက်ရင်သူ့လိုပဲအလုပ်လာလျှောက်တဲ့မိန်းကလေးတစ်ယောက်နဲ့တွေ့ပါတယ်။သူကထုံနဲ့အကြိုက်တူပြီးဒီမျိုးထဲမှာထုံအကြိုက်ဆုံး view ကသူ့အကြိုက်ဆုံးလည်းဖြစ်ပါတယ်။အဲ့ဒီနေရာမှာပဲထုံကိုခဏမြင်မှုတယ်လို့မိန်းကလေးကပြောပါတယ်။ထုံကအင်တာဗျူးဖြေပြီးရင်ကော်ဖီတောက်ဖို့ချိန်တော့သူကလည်းလက်ခံပါတယ်။သူ့နာမည်ကတော့ Autumn ဖြစ်ပါတယ်။အဲ့လိုနဲ့ပဲဆမ်မနဲ့ပတ်သက်တဲ့ရက်ပေါင်း900ကုန်ဆုံးသွားချိန်မှာထုံစီကိုစောင်းဦးကရှောက်လို့လာခဲ့ပါတယ်။